ပါဘောပိပတ္တိပတ္ထံယာဝပပန္နပိစတိယရာစပိစတိပါပါထပါဘောပါပါဏိပတ္တိဘေကဝေပိတတိပါจิตာจิตမိတို့ယာဝအကျဉ်များလောက်သောကာလပတ်လုံးပါပံမကောင်းမှုသည်နာပိစတိအကျိုးမပေးသည်ဒါဝါထိုမကောင်းမှုအကျိုးမပေးသေးသမျှကာလပတ်လုံးပါပောပိယုံမာသောပုဂ္ဂိုလ်ပင်ဖြစ်စေကားမူဗတ္တရံကောင်းတဲ့အကျိုးပေးတွေကိုပတ္တိတွေ့မြင်ရသေးတယ်ယရာစခြင်းခါ၌ကပါပံမကောင်းမှုသည်ပစ္စတိအကျိုးပေး၏တရားထိုကဲ့သို့မကောင်းမှုအကျိုးပေးသောကာလ၌ပါပောယုံမာသောပုဂ္ဂိုလ်သည်ပါပါဏိမကောင်းတဲ့အကျိုးတွေကိုသာလျင်ပတ္တိတွေ့မြင်ရတော့တယ်ယုံမာတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကာမူမကောင်းတဲ့အလုပ်တွေအပြောတွေကိုလှုပ်ထားပြောထားတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကာမူအဲ့ဒီမကောင်းမှုကအကျိုးမပေးသေးဘူးဆိုလို့ရှိရင်ကောင်းတာတွေကိုသူတွေ့မြင်ရသေးတယ်တဲ့လူမိုက်တွေလူယုံမာတွေပင်ဖြစ်စေကာမူသူတို့လှုပ်ထားတဲ့အလုပ်တွေကအကျိုးမပေးသေးခင်မှာတော့ကောင်းတာတွေကိုတွေ့မြင်ရသေးတယ်တဲ့သဘောပေါက်ရလားအေးသူတို့လှုပ်ထားတဲ့မကောင်းမှုတွေကအကျိုးပေးပြီလဲဆိုရောမကောင်းတာတွေကြီးကိုပဲဇက်တိုက်ကြီးတွေ့ရတော့တာပဲတဲ့ဗရောပိပတ္တိပါပံယာဝပတ္တရဏပိစတိယရာစပိစတိပတ္တယံထပရယောပရာဏိပတ္တိယာဝခြင်းများလောက်သောကာလပတ်လုံးဗတ္တရံကောင်းမှုသည်နာပိစတိအကျိုးမပေးသည်တာဝထိုကောင်းမှုအကျိုးမပေးသည်သမျှကာလပတ်လုံးဗရောပိကောင်းတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကားမူပါပံမကောင်းတဲ့အကျိုးပေးတွေကိုပတ္တိတွေ့မြင်နေရတယ်လူကောင်းသူကောင်းကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကားမူအဲ့ဒီသူလှုပ်ထားတဲ့ကောင်းတာတွေကအကျိုးမပေးသေးဘူးဆိုလို့ရှိရင်မကောင်းကျိုးတွေဒုက္ခတွေကိုအဲ့ဒီပုဂ္ဂိုလ်တွေ့ရတတ်တယ်တဲ့လူကောင်းပင်ဖြစ်စေကမူကောင်းတာတွေအကျိုးမပေးသေးခင်ဂျာကာလမှာမကောင်းတာတွေကိုတွေ့နေရတယ်အေးကောင်းတာတွေလည်းအကျိုးပေးပြီဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကောင်းတာတွေကြီးတွေ့ရတော့တာပဲတဲ့